Premier League Champion Arsenal တဲ့မြို့ပတ်ပြီးအောင်ပွဲခံတဲ့အချိန်မှာဝတ်သွားတဲ့ကစားသမားတွေရဲ့နာရီကိုပြောပြသွားဖြစ်ပါတယ်ခင်ဗျာ Hello everyone this is Scott so ဒီနေ့ကတော့ကျွန်တော်Premier League Champion အကြောင်းကိုပြောခဲ့မှာတော့ဟိုနေ့ကကျွန်တော် PSG နဲ့ Arsenal UCL final မှာပေါ့နော်ကျွန်တော်အစ PSG အားပေးတာဒါပေမဲ့ပွဲလဲပြီးတော့ကျွန်တော်အခု cameraman ဂျက်ဟီတို့ကျွန်တော်တကယ်ချင်းတချို့ Arsenal fan တွေပေါ့နော်သူတို့ဆိုပွဲလဲပြီးတော့ငိုင်သွားပြီစကားမပြောနိုင်တော့ပေါ့ကျွန်တော်တို့နောက်ဆုံးပြန်တော့နှစ်သိမ့်ခဲ့ရပါတော့ပြန်ပြီးနှစ်သိမ့်နေလဲပြောအောင်ကျွန်တော်တို့ Man U ဆိုရင်တော်တော်စိုးတယ်ပေါ့နော်final မှာပြောနေကျွန်တော်တို့ Champion League တောင်နှစ်တိုင်းနှံ့မှန်မဝင်နိုင်တဲ့အသင်းဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော် Arsenal ပရိသတ်တွေကိုဒီနေ့ပေါ့သူတို့ရဲ့အမတ်တွေအနေနဲ့ Premier League ဖလားအောင်မဲ့ခါနဲ့ကျွန်တော်ကစားသမားဥစားနိုင်ပြောပြသွားဖြစ်ပါတယ်ခင်ဗျာပထမဆုံးတော့ကျွန်တော်တို့ Arsenal နီးပြဖြစ်တဲ့ Mikel Arteta ရဲ့နိုင်ဖြစ်ပါတယ်သူကပေါ့နော်အဲ့ဒါကိုကျွန်တော်ပြောသလိုသူ Man City လက်ထောက်နီးပြလုပ်ကြတဲ့ဘယ်တော့မှဆိုအဲ့နိုင်လုံးမပြောင်းသူ့ရဲ့ကျွန်တော်ထင်တာ sentimental value လည်းဖြစ်မယ်ဟို lucky အရာလေးလည်းဖြစ်မယ်ပေါ့နော်သူနိုင်ရအဲ့ဒါတော့ GMD Greenham ဖြစ်ပါတယ် Rolex ရဲ့ပေါ့နော်အဲ့ဒါတော့ဒေါ်လာ12000မြန်မာငွေဆိုရင်$900ဝန်းကျင်တော့ရှိတာဖြစ်ပါတယ်ခင်ဗျာဒုတိယလုံးကတော့ကျွန်တော်တို့ Arsenal captain ဖြစ်တဲ့ Martin Odegaard ရဲ့နိုင်ဖြစ်ပါတယ်သူဝတ်ထားတဲ့နိုင်ရတော့ Rolex Daytona ကိုPanda ပေါ့နော်အဲ့ဒါကတော်တော်ဈေးတက်နေတဲ့နောက်ပိုင်းပေါ့နော်အခုဆိုရင်ဒေါ်လာ3000ဝယ်မြန်မာငွေဆို$1500ဝန်းကျင်တော့ရှိတာဖြစ်ပါတယ်ခင်ဗျာနောက်တစ်ယောက်ကတော့ကျွန်တော်တို့ Arsenal ရဲ့ဒီနေ့မှာအကောင်းဆုံး player လို့ပြောလို့ရတဲ့ Declan Rice ရဲ့နိုင်ဖြစ်ပါတယ်သူရဲ့နိုင်ရတော့ Richard Mille IM 6701ပေါ့နော်တော့ Titanium နဲ့ Richard Mille မှာတော်တော်ပါတယ်မှာပါတယ် elegance ဖြစ်တဲ့ dress နေနဲ့ဝယ်လို့ရတယ်တော်တော်မိုက်တယ်ပေါ့နော်အဲ့နိုင်လေးကအဲ့ဒါတော့ဒေါ်လာ3သိန်းမြန်မာငွေဆိုရင်သိန်းပေါင်း12000ဝန်းကျင်တော့ရှိတာဖြစ်ပါတယ်ခင်ဗျာနောက်တစ်ယောက်ကတော့ကျွန်တော်တို့ PSG နဲ့ final မှာpenalty လွဲသွားတဲ့ Gabriel နိုင်ဖြစ်ပါတယ်သူ့အတွက်နဲ့ Rolex Datejust ကို blue dial သူကစိန်နဲ့ပေါ့နော်အောက် market ကိုစိန်နဲ့ဖြစ်ပါတယ်အဲ့ဒါတော့ဒေါ်လာ18000မြန်မာငွေ950ဝန်းကျင်တော့ရှိတာဖြစ်ပါတယ်ခင်ဗျာနောက်တစ်ယောက်ကတော့ကျွန်တော် Timber နိုင်ဖြစ်ပါတယ်အဲ့နိုင်ရ Rolex OP ကို2တရာပြည့်2026ဒီ4လပိုင်းမှာစပြီးမေးဆက်တဲ့နိုင်ဖြစ်ပါတယ်ဈေးကွက်ထဲတောင်မရောက်သေးဘူးပေါ့နော်အဲ့နိုင်လေးတော်တော်လေးကိုလာတယ်အဲ့နိုင်ရကျွန်တော်တို့ပြန်မှာပေါက်ဈေးတော့တောင်းခွဲမြန်မာငွေဆို1100ဝန်းကျင်လောက်ရှိတာဖြစ်ပါတယ်ခင်ဗျာနောက်တစ်ယောက်ကတော့ကျွန်တော်တို့ Bukayo Saka ရဲ့နိုင်ဖြစ်ပါတယ်သူ့နိုင်ကတော့ APO Jumbo ပေါ့နော်အဲ့ဒါ Ultra Thin တော်တော်လေးပါတယ်ပြီးတော့အထက်က Smoke Red တာရောအနီရောင်ကို Smoke လုပ်ထားတဲ့ tire လေးနဲ့ပြီးတော့သူ့ရဲ့ဟွာတွေက Titanium နဲ့လုပ်ထားပြီးမှ BMG Book Metallic Glass ဆိုတဲ့ version နဲ့လုပ်တာဖြစ်ပါတယ်အဲ့နိုင်ကတော့ဒေါ်လာ2သိန်းမြန်မာငွေဆိုရင်3000ဝန်းကျင်လောက်ရှိတာဖြစ်ပါတယ်ခင်ဗျာနောက်တစ်ယောက်ကတော့ကျွန်တော်တို့ Saliba ရဲ့နိုင်ဖြစ်ပါတယ်တော်တော်မိုက်တယ်အဲ့နိုင်ကျွန်တော်တို့အရန်သဘောကျပါပဲနော်AP ကို Ultra Thin Jumbo Ultra Thin Open Walk ပေါ့နော်အကုန်လုံးကိုရွှေရဲလို့ကိုနဲ့လို့တာဖြစ်ပြီးတော်တော်လေးကိုလာတယ်ပေါ့နော်အဲ့နိုင်လေးကကျွန်တော်လိုချင်တဲ့ဘက်မှာလည်းပါတယ်အဲ့နိုင်ကတော့ဒေါ်လာ3သိန်းမြန်မာငွေဆို3200 1300ဝန်းကျင်လောက်ရှိဖြစ်ပါတယ်ခင်ဗျာဒီနေ့ကတော့လောက်ပဲပေါ့နော် Peace out